မိသားစုကံမကောင်းတဲ့သူတွေနဲ့ပတ်သက်ပြီးဟောခြင်းပါတယ်ဘုန်းကြီးတို့ရဲ့မြတ်စွာဘုရားရှင်ဟောကြားခဲ့သည့်အတိုင်းပဲကံကံ၏အကျိုးဆိုတဲ့တရားအကြောင်းရှိလို့အကျိုးဖြစ်တယ်ဆိုတဲ့တရားဒါကိုအမြဲတမ်းဆင်ခြင်မယ်ဆိုလို့ရှိရင်ဆင်ရတာပဲကြုံကိုယ်ကွင်းမှုတွေပေါင်းစည်းမှုတွေဘလို့အရာတွေနဲ့ပဲတွေ့မတုံမလုပ်ပဲနဲ့နေနိုင်အောင်ကြိုးစားသွားဖို့ပဲလိုတယ်ဆိုတာပထမဦးဆုံးပြောထားကြတယ်တချို့ကတစ်သက်လုံးအတိုင်းအတာအဖြစ်ဥမကွဲတိုက်မပြတ်မိသားစုတွေနေသွားနိုင်ကြတယ်ပြောပါနေသွားဖို့ကံပါလာတယ်တချို့ကကံပါမလာဘူးငယ်ဘဝတဲ့ကိုကအဖေဆုံးသွားရတာနဲ့အမေဆုံးသွားရတာနဲ့ဆွေမျိုးတွေဆုံးသွားရတာနဲ့ဒါမျိုးတွေကြုံပြီးတော့တယောက်တည်းရက်တည်ရတဲ့သူတွေလောကမှာအများကြီးရှိတယ်အဲ့တော့မိသားစုကံမကောင်းတဲ့သူတွေဆိုရင်ဖြစ်တတ်တဲ့သဘာဝကတော့စိတ်အားငယ်တတ်တယ်တကူကူဖြစ်လာရင်သူကဝမ်းနည်းလွယ်တယ်ဒါပေမဲ့အဲ့ဒီအတိုင်းပဲဆက်ပြီးတော့သွားမလားဆိုတော့လည်းသွားလို့မရဘူးဘဝဆိုတာရှိနေတဲ့အတွက်ကြောင့်ဘဝဝင်ခန္ဓာဝင်ဆက်ပြီးထမ်းရအောင်ပါပဲဒီတော့ရင့်ကျက်ဖို့လိုတယ်ဘုန်းကြီးတို့တွေဆိုရင်6တန်းလောက်တည်းကအဖေနဲ့မနေရတော့ဘူးဒီလိုနဲ့ပဲတစ်သက်လုံးနောက်ပိုင်းကျမိဘတွေနဲ့အဝေးကြီးမှနေတယ်ကိုလိုတဲ့ပညာရက်တွေကိုရှာဖွေတယ်နောက်ဆုံးမိဘတွေအကုန်လုံးကိုမရှိခင်မှာဆုံးသွားကြတာကြီးပဲဘယ်သူအားသူပါမှလည်းမမေ့ဘူးအခုလက်ရှိချိန်မှာလည်းပဲဆွေမျိုးတွေနဲ့နေနေတာမဟုတ်အဲ့တော့ရက်တီတော့လဲတူဦးတည်းပဲရက်တီနေတာအဲ့တော့တယောက်တည်းနေရလို့ဆိုပြီးတော့မိသားစုနဲ့အတူမနေရလို့ဆိုပြီးတော့ဝမ်းနဲ့တက်တဲ့သူတွေအတွက်ပြောချင်တာကကိုအသက်ရှင်နေတဲ့အချိန်မှာကိုကျင်လည်ရပတ်ဝန်းကျင်မှာတန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်နေအောင်ကြိုးစားဖို့ပဲလိုတယ်ရှင်ကွဲခြင်းတို့တေကွဲခြင်းတို့ဆိုတာဘဝရှိရင်ကြုံကိုကြုံမဲ့အရာဒီနေ့မကြုံသေးရင်နောက်နေ့ကြုံရတာပဲအဲ့တော့ဆိုတော့ဒါတွေအားလုံးဟာခန္ဓာရလာကြတဲ့ကိုကဒုက္ခတရားတွေဆိုတာကြုံရမယ့်အရာတွေပဲဖြစ်တဲ့အတွက်တွေးပြီးတော့ဝမ်းမနေပါနဲ့အဲ့ဒီလိုမိသားစုကံမကောင်းတဲ့သူတွေလောကမှာအများကြီးရှိတယ်ကိုတယောက်တည်းမဟုတ်ဘူးလို့အားတင်းပြီးရင်ခဏတွေးပြီးတော့ဝမ်းနေတာမျိုးမလုပ်နဲ့ဘာမှအကျိုးမရှိဘူးတရားတကြီးဆောက်ဆိုတဲ့အတိုင်းပဲရောက်တဲ့နေရာမှာကိုယ်နဲ့ပေါင်းသင်းမိတဲ့သူတွေနဲ့ဆွေမျိုးလိုသဘောထားပြီးမေတ္တာပေး